မာယာလူမျိုးတွေဟာရှည်လျားတဲ့တမိုင်းကြောင်းရှိခဲ့တဲ့လူမျိုးစုတစ်ခုဖြစ်ပြီးတော့နောက်ကမ္ဘာချမ်းဒေသထဲကယဉ်ကျေးမှုအတူတက်ခဲ့ဆုံးလူမျိုးများလည်းဖြစ်ပါတယ်။သူတို့တွေဟာအခုမက္ကဆီကိုအရှေ့နဲ့တောင်ပိုင်းဒေသများဖြစ်တဲ့ဂွာတီမာလာ၊အီလစ်၊အယ်ဆာဘေးရိုနဲ့ဟွန်ဒူရက်အနောက်ပိုင်းဒေသတွေမှာ BC 2000ခန့်အချိန်ကလေးကစပြီးတော့နေထိုင်ခဲ့ကြပါတယ်။ AD 300နဲ့900ကြားကာလဟာမာယာလူမျိုးတွေရဲ့အမြင့်ဆုံး Classic Period အချိန်ဖြစ်ပါတယ်။အဲ့ဒီချိန်တုန်းကမာယာမျိုးနွယ်စုတွေဟာကြီးမားတဲ့နန်းတော်များလူနေဆောက်အဦများနဲ့ပီရမစ်တွေအပါအဝင်ဘာသာရေးအဆောက်အဦများစွာကိုလည်းတည်ဆောက်နိုင်ခဲ့ကြတဲ့ရှေ့မျိုးနွယ်စုတစ်ခုဖြစ်ခဲ့တာပါ။ရှေ့တုန်းကမာယာလူမျိုးတို့ဟာလွတ်လပ်တဲ့သူရဲ့ဒေတာနဲ့သူနေထိုင်ခဲ့ကြပြီးတော့သူပြင်စနစ်နဲ့သူအုပ်ချုပ်ခဲ့ကြတာပါ။ကနဦးကမ္ဘာယဉ်ကျေးမှုထွန်းကားတဲ့အစောပိုင်းကာလအချိန်တွေတုန်းကအကြီးဆုံးမြို့များတွေမှာမာယာတို့ရဲ့မြို့ကြီးတွေလည်းပါဝင်ခဲ့ပါတယ်။အဲ့ဒီမြို့ကြီးတွေရဲ့အလယ်မှာအုပ်ချုပ်ရေးမြို့စင်တွေတည်ဆောက်ထားရှိပြီးတော့မြို့စင်ပတ်ပတ်လည်မှာပီရမစ်များနန်းတော်အဆောက်အဦများနဲ့ကစားဝင်းများလည်းရှိခဲ့ပါတယ်။မာယာတို့ဟာသူတို့ရဲ့အဆောက်အဦတွေကိုတောက်ပတဲ့အယောင်တွေနဲ့ခြေသားလေးရှိကြပြီးတော့ကြီးမားတဲ့ကြောက်တုံးတွေနဲ့နန်းတော်များအဆောက်အဦများကြောက်စစ်ရုပ်ထုများစွာကိုတည်ဆောက်ခဲ့ကြပါတယ်။မာယာတို့ရဲ့ဘာသာရေးမှာနတ်ဖျားအများပြားရှိပြီးတော့အဲ့ဒီနတ်ဖျားတွေထဲမှာကောင်းကင်နတ်နေနတ်ဖျားနဲ့အစားသောက်နတ်ဖျားတွေကတပိုးကြီးဆုံးဖြစ်ပါတယ်။ပီရမစ်တွေဟာသူတို့ရဲ့ဘာသာရေးအဆောက်အဦတွေဖြစ်ပြီးရစ်ပူဇော်ခြင်းကိုအဲ့မှာလုပ်ကြတာပါရစ်ကောင်အဖြစ်အခြေအနေအရရက်မှာလူနဲ့တတဝါသားကောင်တွေကိုတုံးပြီးတော့နတ်ဖျားတွေကိုပူဇော်ခဲ့ကြပါတယ်ပြီးတော့သူတို့ခေတ်သူတို့အခါကမာယာမြို့ကြီးတွေမှာအဆောက်အဦဆောက်လုပ်နိုင်တဲ့ကျွမ်းကျင်လုပ်သားများစွာနေထိုင်ကြပြီးကုန်သည်များစွာလည်းရှိခဲ့ကြပါတယ်ကုန်သည်တွေဟာကုသရောင်းဝယ်ရေးအားဖြင့်အဝတ်ထဲဖျောင်းပြားရည်ငှက်မွေများနဲ့ကုန်စည်များစွာကိုဝေးလံတဲ့အရက်တွေကနေရှာဖွေဝယ်ယူပြီးတော့မြို့တွေပေါ်မှာရောင်းဝယ်တက်ကြပါတယ်